Hey ဆောက်ရဲအခုရွာမှာတော့ငါတို့တငယ်ချင်းတွေတယောက်မှမရှိတော့ဘူးဟာနင်ရောဘယ်ရောက်နေပြီလဲကေရေရေးပြီးရောက်နေတာလားငါတီတယောက်ကပြောတယ်မင်းတငယ်ချင်းစောင်းကိုခေပြီးမှတွေ့ခဲ့တယ်တဲ့အော်ဆောက်ရဲငါတို့ငယ်ငယ်ကအတူတူစောကစားခဲ့တဲ့အချိန်တွေအခုထိငါတတိယနေတော့မယ်ကောက်ရုံလဲကြီးစီးခဲ့တော့ငါနေလဲပေါ်ကပြုတ်ချသွားတော့ထားပြီးကွင်းလုံးကျွတ်သွားလို့ငါတို့အားလုံးရှိခဲ့ကြတာလေအဲ့ဒီမတ်တရားတွေကိုအခုထိတွေးမိတိုင်းရင်ထဲမှာနှွေးနေတော့မယ်ရည်ချင်တယ်လို့ငိုချင်တယ်လို့နဲ့ဟိုတို့တို့မီဝိုင်းတို့ကွာတို့တာအေးတို့မီအေးတို့အခုဆိုအိမ်ထောင်တွေကိုစီချနေပြီဆောင်းရည်နေငါရောငါကြားခဲ့တဲ့သတင်းတွေမှားပါစေလို့ပဲဆူတောင်းမိတဲ့ဟာနင်တို့အိမ်စီးပွားရေးစင်မပြေလို့အဲ့ဒီခေဗင်မှာအလုံးလုံးနေတာလားဖြစ်နိုင်ရင်မလောက်ပါနဲ့ဟာငါနင်ကိုထမင်းဝအောင်ကျွေးနိုင်ပါတယ်ဆောင်းရည်ငါကခုဆိုမျိုးမှချမ်းသာနေပြီငါရွာကိုပြန်လာရင်ကိုယူမယ်ဆိုပြီးစဉ်းစားထားတာလေအခုတော့ဟာကြားရတဲ့သတင်းတွေကငါနာကိုတော့ငါမယုံနိုင်ဘူးနင်ပါပဲဖြစ်နေနင်ကိုငါအဲ့ဒီဘဝကနေရောင်ခဲ့ထုံမဲ့ငါကိုချိန်လေးပဲပေးပါငယ်စဉ်ငါထဲကနင်ကိုချိတ်ချိုင်းနေတယ်နင်ငယ်ချင်းကြော်ကြီးကိုမမေ့ပါနဲ့ဆောင်းရည်ငါကခုဆိုမျိုးမှချမ်းသာနေပြီငါရွာကိုပြန်လာရင်ကိုယူမယ်ဆိုပြီးစဉ်းစားထားတာလေအခုတော့ဟာကြားရတဲ့သတင်းတွေကငါနာကိုတော့ငါမယုံနိုင်ဘူးနင်ပါပဲဖြစ်နေနင်ကိုငါအဲ့ဒီဘဝကနေရောင်ခဲ့ထုံမဲ့ငါကိုချိန်လေးပဲပေးပါငယ်စဉ်ငါတဲကနင်ကိုချိတ်ချိုင်းနေတယ်နင်ငယ်ချင်းကြော်ကြီးကိုမမေ့ပါနဲ့ဆောင်းရည်ငါပြန်လာ